ဒါဆိုဘာလေးပေါ့နော်ကျွန်တော်တို့ကတော့အခုဆိုတာကျွန်တော်တူရလမ်းဆောင်ကကျွန်တော်ခေါ်ထိုင်းဟိုစမ်းချောင်းပထမလမ်းဟိုစမ်းချောင်းလမ်းဆိုင်ခွဲလေးဖွင့်တာပေါ့နော်ဒါဆိုကျွန်တော်ဒီပြင်ဆင်ပြီးသားကျွန်တော်ဒါတော့လက်ရှိလောက်ထားအနေထားဒါမဖွင့်သေးဘူးပေါ့နော်လက်ရှိဖွင့်တာကျွန်တော်ဒီမှာဘာပါမလဲဆိုတော့ကျွန်တော်တိုက်တော့ထွေထူးတော့မဟုတ်ဘူး amplet ပါမှာပေါ့နော်အဲ့လေးပါပေါ့နော်amplet ပါမယ်amplet ပါမယ်ကျွန်တော်ကမီးဘာလဲဆိုတော့မီးအလင်းဟိုမှာတိုက်တော့အများကြီးမလောက်ထားဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ဒါတော့အထက်မှာရှိတဲ့ကျွန်တော်လက်ရှိဟိုမဖွင့်သေးတဲ့အနေထားလေးကိုကျွန်တော်အကြမ်းပြရိုက်ပြတာလေးပေါ့နော်ဒါဆိုတော့ကျွန်တော်ဝင်ချင်းမှာကျွန်တော်ဘာရှိမှာလဲ restriction ရှိမှာပေါ့နော်restriction ရှိကျွန်တော်ဒါတော့ဘားကောင်တာကျွန်တော်ဘားကောင်တာလိုက်ပြတယ်ဒါဆိုတော့ဘားကောင်တာပေါ့နော်ဘားကောင်တာဒါကလက်ရှိဒီလိုမီးလေးတွေပေါ့သူကအနှင်းအများကြီးလုပ်လို့ရပါပေါ့နော်ပြီးကျွန်တော်တို့ကခေါ်နိုင်မလားပြီးကျွန်တော်ဗာလဲဆိုနောက်တစ်ခုကကျွန်တော်အောက်ထပ်မှာတောက်ကျင်တဲ့လူတွေအပေါ်ထပ်မှာတောက်ကျင်ကျွန်တော်အပေါ်ထပ်ကိုတက်လို့ရပါတော့အပေါ်ထပ်ရှိတယ်အားလေးရှိရပေါ့နော်ကျွန်တော်ဒါတော့အားကြီးပါကျွန်တော်တို့အားကြီးပေါ့နော်ရောဟိုကဘာလဲဆိုမီးတွေရောအနည်းအများကြီးလုပ်တယ်ကျွန်တော်ဒီမှာပေါ့အများကြီးပါတာလီစားတော့နှုတ်ဆက်ပေးပါဦးပေါ့ဟုတ်မင်္ဂလာပါတာလီစားပါဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီဘားရဲ့အထက်ပိုင်းကိုရိုက်ပြပြီးသွားပြီဆိုတော့ကျွန်တော်အပြင်ပိုင်းလေးရိုက်ပြပေးမှာပေါ့နော်ဒါဆိုတော့ဒါကတော့အစမ်းအနေနဲ့သူကဘာလုပ်နေလဲဆိုတော့ဒါလောလောဆယ်သူဘာညာတာလဲကျွန်တော်ကအပြေဖိတ်ပြတယ်ဒါလေးပဲနော် sorry ဒါတော့အပြင်မှာမလို့ဆိုင်းဘောကမဖွင့်ရသေးဘူးနော်ဆိုင်းဘောဖွင့်လို့ကြည့်ကျွန်တော်ဒီနားမှာဆိုင်းဘောလေးပေါ်မှာပေါ့နော်ကျတော့ဒီရောက်ပဲနဲ့ဒါတော့တူနာလန်းဆောင်ရောက်လို့ရှိရင်ဒီမှာအရင်ကပွင့်ဖြူပါလေကျိုးဆိုင်ကိုကျွန်တော်ကဒီခေါ်လိုက်ကျွန်တော်ပြန်ဖွင့်ပေးလိုက်တာပေါ့နော်အားလာပါခင်ဗျာ